Hello ဒီနေ့မှာတော့စောင်းရည်မှာ trend ဖြစ်နေတဲ့ fashion တွေအကြောင်းပြောပြသွားမှာပဲဖြစ်ပါတယ်။ K-pop fashion တွေပြန်ပြီးခေတ်စားလာတယ်သူစကပ်နေပွဲတွေကလည်းပြန်ပြီး trend ဖြစ်လာပါတယ်။အဓိကတော့ styling လောက်ရတယ်ကူပြီးဘလို့ဆိုင်မျိုးနဲ့မဆိုလိုက်ဖက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။စက်ပတ်နေပွဲတွေကို H&M စားတော့ Uniqlo တို့အပြင်တခြား brand ပေါင်းစုံမှာလည်းတွေ့နိုင်ပါတယ်။ဒီထဲမှာတော့ Seven ဆိုတဲ့ brand နဲ့မှာတွေ့ရပါတယ်။ Parallel ပန်တွေကဒီနှစ်ထဲမှာတော်တော်လေး trend ဖြစ်တဲ့ထဲမှာပါပါတယ် Instagram နဲ့ TikTok တို့မှာလည်းလူတော်တော်များများဝတ်တာကိုတွေ့ရပါတယ်။ဒီက trend ပြရတဲ့အကြောင်းအရာတော့ပုံစံနဲ့စမ်းသစ်ပြီးဝေးရတာလည်းသက်တောင့်သက်သာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Parallel ပန်နေတဲ့ trend ဖြစ်ဆောင်က Uniqlo ပဲဖြစ်ပြီးတော့ local brand နဲ့မှာတော့မမြင်မိသေးပါဘူး။ Pleated ပန်တွေကဒီနှစ်ထဲမှာ trend ဖြစ်ဆောင် item တွေနဲ့တစ်ခုအပါဝင်ပဲဖြစ်ပါတယ်။ဒီဘက်ခေတ်မှာ relax fit ပန်တွေခေတ်စားလာတယ်များ pleated ပန်တွေကလည်းခေတ်စားလာခြင်းအကြောင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ pleated ပန်တွေကိုနိုင်ငံတကာ brand ပေါင်းစုံမှာရှာဖွေတွေ့ရှိနိုင်သလိုဒီထဲမှာတော့ Burmese Studio တို့ SIM ဘာမှတို့မှတွေ့ရပါတယ်။ခုနှစ်နဲ့2000ပြည့်နှစ် fashion တွေခေတ်စားလာတဲ့များနောက်ထပ် trend ဖြစ်လာတဲ့ item တစ်ခုကတော့ bouquet ချင်းတွေပဲဖြစ်ပါတယ်။ချင်းတွေပြန်ပြီး trend ဖြစ်လာတဲ့အကြောင်းတွေကတစ်ခုကတော့ Kendrick Lamar ဘယ်လာဒီလို့တော့နာမည်ကြီးတွေပြန်ပြီးဝတ်ဆင်လာကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘူကက်ချင်းတွေကို brand မျိုးစုံမှာတွေ့နိုင်ပေမဲ့လက်ပိုင်းကဘူကက်ချင်းကတော့ trend ဖြစ်ဆုံးနေတဲ့တစ်ခုပဲဖြစ်ပါတယ်။ local brand တွေထဲမှာတော့မတွေ့မိသေးပါဘူး။ street wear နဲ့ urban fashion တွေခေတ်စားလာတဲ့သူကံမိုပြောက်ကြား fashion တွေကလည်းတစ်ဖက်ပြန်ပြီးခေတ်စားလာပါတယ်။ကံမို fashion ကို Business Supreme တို့ item တွေကိုလူကြိုက်များတွေ့ရပါတယ်။ဒီထဲမှာဆိုရင်တော့ OTT ဆိုတဲ့ brand တွေမှာတော့တွေ့မိပါတယ်။ကမ္ဘာကတော့ခုနောက်ပိုင်းမှာတော့လူတွေတော်တော်များများပြန်ပြီးဝတ်ဆင်လာတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။အများအပြားကတော့ TikTok တို့ YouTube တို့ Instagram တို့မှာတွေ့ရပါတယ်။အရင်မှစားဆုံးကပတ်ပုံစံတော့ Western bag ပုံစံတွေပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာဆိုရင်တော့ Costco Western bag တွေကနာမည်ကြီးပါတယ်။ local ထဲမှာလည်း Western bag ရောင်းတဲ့ဆိုင်တွေတော်တော်များများတွေ့ရပါတယ်ခင်ဗျာ။ Savage နဲ့ Roddy နေနေတာ Japan fashion တွေကနေပြီးတော့ပြန်ပြီး trend ဖြစ်လာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အထူးသဖြင့်ကတော့ social influencer တွေပြန်ပြီးဝတ်ဆင်လာကြတဲ့အတွက်ပြန်လည်ပြီး trend ဖြစ်လာတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ International brand တော်တော်များများမှာတော့ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပေမဲ့ local brand တွေမှာတော့အဲ့လိုပုံစံမျိုးသိပ်ပြီးတော့ထုတ်တာတော့မတွေ့ရပါဘူး။2025ခုနှစ်မှာယောက်ျားလေးတော်တော်များများ Eco fashion accessory တစ်ခုအနေဖြင့်အလေးထားပြီးတော့လွယ်လာကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတာပဲဖြစ်ဖြစ် cross body ပဲဖြစ်ဖြစ်ခုနောက်ပိုင်းယောက်ျားလေးတွေကပုံစံမျိုးစုံလွယ်လာကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။လေးလွယ်အဲ့ဒီထဲမှာတော့ထူးထူးခြားခြားကြီးအရန် trend ဖြစ်တယ်ဆိုတော့အဲ့ရလို့မရှိပါဘူး။2025ခုနှစ်မှာ brand တော်တော်များများက Swiss sneaker ပုံစံမျိုးတွေကိုထုတ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ပြောရရင်တော့ Shamwai သား sneaker မျိုးတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။သူတစ်ဖြစ်တော့ Puma speaker တွေမှာမြင်ရမှာပဲဖြစ်ပါတယ်။ Swiss sneaker ပုံစံမျိုးစုံတော့ international brand မျိုးစုံမှာရှာဖွေတွေ့ရှိနိုင်ပြီးတော့စိတ်မကောင်းစွာပြီး local brand တွေမှာတော့ထုတ်တာမတွေ့ရသေးပါဘူး။အခုနှစ်မှာအကြီးကျယ် trend ဖြစ်တဲ့ထဲမှာ hybrid sneaker တွေလည်းပါပါတယ်။ hybrid sneaker ဆိုတာကတော့ loafer sneaker, ballerina sneaker နဲ့ mule shoe ပုံစံမျိုးတွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ hybrid sneaker တွေထဲမှာတော့ New Balance နဲ့ Adidas တို့ဟာနာမည်ကြီးပါတယ်။ဒီနေ့ပြောပြပေးခဲ့တာ2025ခုနှစ်မှာ trend ဖြစ်နေတဲ့ fashion တွေပဲဖြစ်ပါတယ်။အဲ trend တွေကကိုယ်အတွက်စိတ်ဝင်စားမှုပိုဖြစ်တယ်ဆိုတာကိုအောက်က comment မှာ comment မှန်ပြီးတော့ပြောသွားလို့ရပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။